ဒီစကားတော့အမလီဗီဒီယိုလေးတစ်ခုလုပ်လိုက်တာကျမဟာဖြတ်ချလောက်ရတယ်ဒီလိုစကားပြောနေဒီလိုလေးစပင်းလေးတက်တဲ့ခါကျရင်ကိုကြီးတို့မိုင်းတို့အောက်မှာလာပြီးတော့လဲမဆူနဲ့အောင်ကျမအကျင့်ပါနေရနော်ပြောဦးမယ်မနေ့က6ရက်နေ့ရတဲ့မှာ6ရက်နေ့ရတဲ့မှာပါလာလဲဆိုရင်တရားမဝင်တဲ့လူတရားမဝင်တဲ့လူတွေပေါ့နော်အဲ့တရားမဝင်တဲ့လူတွေလူ17ယောက်မိသွားတယ်တဲ့ထိုင်း17ယောက်နဲ့ဒီလာအိုနိုင်ငံသားတယောက်ပေါ့နော်အခုနောက်ပိုင်းအရန်တင်းကျက်လာတဲ့အကြောင်းလေးပြောချင်လို့ပေါ့နော်အရန်တင်းကျက်လာတဲ့ဘလောက်တောင်တင်းကျက်လာလဲဆိုရင်အလိန်နဲ့လာတဲ့လူတွေအရန်စီစစ်တယ်ပြီးတော့မိကိုနဲ့လမ်းခေါ်မယ်ဆိုလို့ရှိရင်လည်းပေချခံရတာတွေများလာတယ်ဒီဗီဇာတက်တန်းတိုးလို့ဆိုရင်လည်းအရန်ကိုစစ်ဆေးတယ်စစ်ဆေးတဲ့အပြင်မှာဒီမြို့ပေါ်နေမှာနေတဲ့လူတွေကလေအပြင်သွားလို့ရှိရင်လာနေဆိုရင်လေကိုယ့်ရဲ့ကတ်တွေအကုန်လုံးဘတော့မှအိမ်မှာမထားခဲ့ဘူးသွားလျာအကုန်သေးတာပတ်စံရင်တလုံးထဲမှာအကုန်လုံးဆန့်တဲ့အိမ်မျိုးကိုရှာဝယ်ပြီးတော့အကုန်ထည့်တာရှိသမျှကတ်တွေကျန်တာမပိုင်နေပြီအဲ့ဒီကတ်တွေတော့ပါအောင်သေးတယ်ကိုယ့်ရဲ့အထောက်ထားတွေပေါ့နော်ဘယ်ချိန်စစ်အဲ့ဆိုရင်ကိုကရင်ကော့ကောင်းမော်ပြီးရှောက်သွားလို့ရဒါပေမဲ့ကိုကတခါမှတော့အဆင်မခံဘူးဒါမျိုးဘောကလူတွေကကြတော့ဒါတည်သွားတင်တယ်ပြီးတော့ဒီ6ရက်နေ့ပေါ့ဒီ8လပိုင်း6ရက်နေ့ကတည်းကပါလာကြအဲ့17ယောက်မိသွားတယ်အတက်ခံမှာပေါ့နော်အရန်တင်းကျက်လာအရင်လိုကိုမဟုတ်ဘူးအရင်လိုကိုမဟုတ်အရန်ကိုတင်းကျက်လာပုံမှန်ကိုမဟုတ်နေတော့ဘူးကွာတိလားအခုဘလို့မြန်မာလူမျိုးချင်းချင်းတွေဘာကိုသတိထားရမှာလဲဆိုလို့ရှိရင်ကိုယ့်ဘာသာကိုတက်တန်းတိုးနေတဲ့လူတွေကကိုယ့်ရဲ့တက်တန်းတိုးမရက်ကိုမမေ့မရောအလုပ်တွေပဲလုပ်နေတဲ့ခါကျတော့ညဆိုင်တွေရောနေဆိုင်တွေရောဆင်းမရခါစလို့သမားတွေဆိုပို့ဆိုးတယ်ဘာလဲဆိုတော့အလုပ်3-4ခုနဲ့လုပ်ပြီးလို့ရှိရင်ကိုတက်တန်းတိုးမရက်ကလေးမေ့သွားမှာဆိုတော့တတိပေးတဲ့အနေနဲ့ပေါ့နော်အဲ့ဒါမဖြစ်မနေတတိထားနောက်တစ်ခုကကြတော့ဒီတရားမဝင်လုံးနဲ့လူတွေဒီအဲ့လိုမျိုးတရားမဝင်နဲ့ပေါ့နော်တရားမဝင်နဲ့အလုံးလုံးနေတဲ့လူတွေရယ်ပြီးတော့အိမ်ငှားတဲ့လူတွေရောအဲ့ဒါတတိထားရမှာကိုလက်ခံလိုက်တဲ့အိမ်ငှားကိစ္စတွေကိုပေါ့နော်အဲ့ဒါတွေကအချင်းချင်းမြန်မာတွေမျိုးတွေပဲရှိတာအချင်းချင်းမတည့်ဘူးဘာညာလက်တို့ပြီးတိုင်တာလေးတဲ့မြန်မာအချင်းချင်းပဲရှိရဟိုတလုံးတော့အတိအမတယောက်ကအတိုင်ခံရတာသူကဟိုပတ်စံလဲတဲ့အလုပ်လုပ်တယ်ပြီးရင်ပစ္စည်းတွေလည်းရောင်းတယ်ကွာအတိုင်ခံလဲရတာဒါပေမဲ့သူကလွတ်သွားတယ်ပေါ့နော်လွတ်သွားတယ်ဆိုတာသူတို့တိုင်တဲ့အချိန်မှာမမိသွားတဲ့အချိန်ဘာနဲ့မိသွားလဲဆိုလို့ရှိရင်ဒီအမျိုးသမီးကာကွယ်တဲ့စိတ်နဲ့ပတ်သက်ပြီးတော့မမိတယ်ဆိုမှအဲ့ဒါလည်းဖြည့်ရှင်းချက်နဲ့ပြီးသွားတာပေါ့နော်အဲ့တော့ကိုယ့်မြန်မာလူမျိုးတွေအဲ့ဒါကိုသတိထားပါပြီးတော့သွားလေရာမှာကတ်တီတဲသွားမမေ့နဲ့ပြီးတော့ကိုယ့်လူမျိုးချင်းချင်းကိုပို့ပြီးသတိထားအဲ့ဆိုနောက်ကျောထားနဲ့ထိုးတာတွေရောရှေ့ရထိုးတာတွေရောဘေးရထိုးတာတွေရှိရမလားအဲ့တော့ကိုကဟိုကဖြစ်နေရဆိုလို့ရှိရင်ကိုကတရားမဝင်နေဘူးဆိုလို့ရှိရင်တရားမဝင်တဲ့အလုပ်တွေလုပ်နေရဆိုလို့ရှိရင်တော့မောတရားတော့900တော့မဝင်တဲ့လုပ်တွေလုပ်နေဆိုလို့ရှိရင်တော့တယောက်ကမကျင်တဲ့လုပ်တိုင်းလိုက်ညိမယ်နော်အခုအရန်ကိုစီစစ်နေလို့တတိလေးထားလို့ရအောင်လို့ပေါ့နော်တတိမှာတွေ့လို့လှမ်းနေပြပြတာ